ဗီဇာရှောင်းရင်ဗီဇာမြတ်ရင်ငွေပြန်ရမှာတဲ့ဂျင်းမဟုတ်ဘူးလေဂျင်းမဟုတ်ဘူးတကယ်ဟာတကယ်ဘာကြီးတော့မဟုတ်ဘူးမလေးရှားသွားမဲ့သူတွေအတွက်သတင်းကောင် ဘာလဲပြောအရန်သိချင်နေပြီ အပေဝေါ်မှာမလေးရှားဗီဇာရှောင်းရင်ဗီဇာမြတ်ရင်ငွေပြန်ရမှာတဲ့ တကယ်လားတကယ်ပေါ့အေးအဲ့ဒါပြင်ထက်ရှိသေးတယ်အခုဆိုလို့ရှိရင်ငါတို့အပေဝေါ်မှာဗီဇာတစ်ကတ်တိုးပက်ကိတ်တွေအပြင်လိုင်စင်ရပြပအလုပ်ကန်ရှောက်ပွင့်အေဂျင်စီတွေမှာချိတ်ဆက်ထားတာဖြစ်လို့ပြပအလုပ်ကန်အတွက်ဗီဇာရှောက်ချင်တာလား business visa အတွက်ဗီဇာရှောက်ချင်တာလား visit ကိုရက်ရှင်နေခြင်းပြီးရောဗီဇာရှောက်ချင်တာလားအိုးဘာပဲလို့ကွာငါတို့အပေဝေါ်မှာအကုန်ရတယ်ကွာ အိုးကောင်းလိုက်တာငါလေးဒီเจ้าတွေကိုငါတငယ်ချင်းတွေကိုအတိပေးရမယ် ပေးလိုက်မလေးရှားဗီဇာရှောက်လို့ဗီဇာမရရင်ငွေပြန်အပ်မယ်ဆိုတာပါပြောဖို့မမေးနဲ့အောင်နော်ဗါတဲ့မလေးရှားဗီဇာရှောက်ရင်ဗီဇာမရရင်ငွေပြန်အပ်မှာတဲ့